ချမ်းသာခြင်းရဲ့ဘာလူရမလဲဆိုတာချမ်းသာခြင်းရဲ့ယင်လူလဲရင်လေးရင်မောတော့ကရင်မိထားရင်မလူနိုင်ရင်ထိပနတောင်းဝေလူဟုတ်လားမှန်ပါဗျာပြီးတော့လေးနာမှာမျက်စိမမုံညင်ဘူးမျက်လုံးကောင်းညင်တယ်ဘာလူရမလဲဆိုတော့ဒီမှာတော့ဒီစကုတော့ဒေဝဗုဒ္ဓတိလိုရင်းနဲ့မေးမြန်းသည်ဩနာတာဒီပါတော်စီမီဖျောင်းနှံမိသည်မိကြောင့်လူရတဲ့ပုဂ္ဂိုလ်သည်စကုတော်မျက်လုံးအလူကိုလူရတဲ့ပုဂ္ဂိုလ်မိသည်ဟောဒီဖြစ်၏စီမီတို့ဖျောင်းနိုင်တို့မိသည်မိကြောင့်လင့်စေတတ်တဲ့အရာလှူရင်အဲ့ဒီပုဂ္ဂိုလ်ကဘဝတန်ត្រာမျက်စိမမှုံဘူးတဲ့ဟုတ်လားမှန်ပါဗျာမျက်စိမမှုံရင်မျက်လုံးကောင်းရင်ညမျက်စိလိုအနီးအဝေးအကြီးအသေးတွေလှမ်းပြီးတော့မြင်ရင်ဘာလူရမလဲစီမီဖျောင်းတာမိသည်မိကြောင့်တခုလူလင်းစေတတ်တဲ့အရာနော်မှန်ပါဗျာလေးခုပြီးသွားငါးနံပါတ်ကအဲ့ဒီအကျိုးလေးမျိုးလုံးရခြင်းနဲ့အာဗလာလည်းကောင်းခြင်းနဲ့ရွှေရုံမကလည်းလှခြင်းနဲ့ချမ်းနဲ့ချမ်းသာခြင်းနဲ့မျက်စိလည်းမမုံမြင်ဘူးလူစရာကတခုဘာလူရမလဲဆိုတော့မြတ်စွာဘုရားကသောသာတဘာတရောဟောတိယောတရာတိဥပတေဟံဒေဝဗုဒ္ဓတိလိုရင်းနဲ့မေမြန်းဤဩနာတာယောခြင်းပုဂ္ဂိုလ်သည်ဥမတယံကြောင့်အေရာနေရာကိုတရာတိပေလူ၏သောထိုကြောင့်အေရာနေရာအစာဥလူဒန်းတဲ့ပုဂ္ဂိုလ်ဒီကသဗ္ဗတရောလေးမျိုးစလုံးကိုလူဒန်းတဲ့ပုဂ္ဂိုလ်မြည်သည်ဟောဒီဖြစ်၏လေးမျိုးလုံးအကျိုးရခြင်းနဲ့လူစရာတစ်ခုဘာလူရမလဲဆိုကြောင်းအဆောက်အဦလူတဲ့ဟုတ်လားကြောင်းလူတဲ့လူအဆောက်အဦတစ်ခုလူတဲ့လူဒီလေးမျိုးလုံးကြိုးရတယ်တဲ့ဟုတ်လားမှန်ပါဗျာအဲ့တော့ကျောင်းကဘယ်လောက်ကြီးမှလဲဆိုရင်အထာဂရဆရာကကျောင်းက၄တိုင်ကျောင်းဂရင်တစ်လုံးဆောင်းတဲ့ကျောင်းအောင်ဆိုရင်ပဲအဲ့ဒါအကျိုးပေးပြီတဲ့ဟုတ်လားမှန်ပါဗျာအဲ့လိုကြောင့်အဆောက်အဦလူတဲ့ပုဂ္ဂိုလ်ဒီအာဗလာလည်းကောင်းတယ်ရွှေရုံမကလည်းလှတယ်ချမ်းလည်းချမ်းသာတယ်မျက်စိလည်းမမှုံမြင်ဘူးအကျိုးလေးမျိုးလုံးတစ်ခုတည်းရတယ်ကျောင်းအလှကအများဆုံးရတာပေါ့နော်မှန်ပါ၅ခုရမျိုးလဲမယ်အာဗလာကောင်းခြင်းရင်စားစရာတောက်စရာလူရွှေရုံမကလှခြင်းရင်အဝတ်တင်ကလူချမ်းသာခြင်းရင်လူထိပနာတဝေးလူမျက်စိမမုံရင်စီမီဖျောင်းတဲ့မိသည်မိကြောင့်လူအဲ့ဒီအကျိုးလေးမျိုးလုံးရခြင်းလေဆိုရင်ကြောင်းအဆောက်